ဒီပစုံစိုက်ကြီးတွေကကျွန်တော်ပက်ကစ်တွေကိုမြဲတော့မထည့်နိုင်ဘူးပေါ့နော်ဒါရရင်ရသလိုကျွန်တော်ထည့်ပေးပါတယ်ဒီပစုံဆိုရင်ဒါဒီနေ့ချာလို့ရလို့ကျွန်တော်ဧည့်သည်ကိုလုပ်ပေးနိုင်တာပါအမြဲတမ်းတော့မရပါဘူး၄ယောက်စာပက်ကစ်ဆက်ကိုပင်လယ်စာဟင်း၃မျိုးနဲ့မှာထားတယ်ဒီပင်လယ်စာဟင်း၃မျိုးနဲ့၄ဦးစာအဆက်ကလေးကိုကျွန်တော်တစ်ချက်လာပြီးတော့မိတ်ဆက်ပေးတာပါပင်လယ်စာဟင်း၃မျိုးကဘာလေးတွေမှာထားလဲဆိုတော့ငါးကင်လေးကတပွဲပါပါမယ်ဒီအပိုင်းငါးစားတဲ့လူတအားတန်တယ်ပေါ့နော်ဒီအပိုင်းငါးတွေအကောင်ကြီးရပါမယ်ပဇွန်အချိုစီပြန်ချက်ကကျတော့တပွဲပါပါမယ်ပဇွန်အချိုစီပြန်ချက်ဆိုဒီနေ့ဆိုအကောင်ကြီးတွေရတယ်ပေါ့နော်ဒီပဇွန်စိုက်ကြီးတွေကကျတော့ကျွန်တော်ပက်ကစ်တွေကိုမြဲတော့မထည့်နိုင်ဘူးပေါ့နော်ဒါရရင်ရသလိုကျွန်တော်ထည့်ပေးပါတယ်ဒီပဇွန်ဆိုရင်ဒါဒီနေ့ချာလို့ရလို့ကျွန်တော်ဧည့်သည်ကိုလုပ်ပေးနိုင်တာပါအမြဲတမ်းတော့မရပါဘူး၃កောင်နဲ့ထင်းနေမှာဆိုလို့နော်အောက်မှာခြီသေးတယ်ဗျာနော်အပေါ်မှာ၃កောင်ပဲမြင်ရတာပါခီးတုပ်လေးကတပွဲပါပါမယ်ခီးရခိုင်တုပ်တပွဲပါပါမယ်ဒီပင်လယ်စာဟင်း၃ပွဲရတော့ဒါဧည့်သည်မှာထားတဲ့ပင်လယ်စာဟင်း၃ပွဲပါဘာလေးတွေကြံအောင်မလဲဆိုတော့ရွက်ကြော်ပါမယ်ရန်ဟင်းပေါ့နော်ငပိတို့စရာပါမယ်ငပိတို့စရာဆိုစုံလုံးလေးထည့်ပေးထားပါတယ်ရေတောက်ကလေးလည်းပါမယ်ရေတောက်ကတော့ကျွန်တော်မိတ်မှာဆိုလို့နော်အိတ်ကလေးစီရပါတယ်ထမင်းဝါစားပါပါမယ်ထမင်းကမဝါဘူးဆိုရင်ကျွန်တော်ဖုံးဆက်ပြီးတော့ထပ်တောင်းလို့ရပါတယ်ဟိုတယ်ထိကိုကယ်ရီကမြူပဲထပ်မှပို့ဆောင်ပေးပါတယ်ဒါလေးကတော့၄ဦးစာပက်ကစ်ဆက်ကလေးကိုပင်လယ်စာဟင်း၃ပွဲအမှားလေးရဲ့ကျန်တဲ့အရန်ဟင်းငပိတို့စရာရွက်ကြော်ရေတောက်ကဲအတုတ်ကဲထမင်းဝါစားလေးရပါဒါတော့၄ဦးစာပက်ကစ်ဆက်ကလေးပါခေါင်းစာကန်းကြီးရောက်လို့အခုလိုမျိုးပင်လယ်စာအချက်လက်ဆက်ဆက်ကလေးတွေကိုချက်ဖို့ကောင်းလေးစားခြင်းလဲဆိုရင်ကိုမင်းချက်ဖို့ဖုံးဆက်လိုက်ဖို့မမေ့ပါနဲ့ခင်ဗျာ